ဘလို့ကြိုင်တာမိုင်းခင်လင်းဝေရောခင်လုံးဝေဘယ်တွေကကြိုင်လဲငါတော့စားတတ်တယ်ဟာငါးတန်းစတတ်တယ်အဲ့ဘယ်နှခါဖွင့်ပြောပြီးရောတက္ကမပြောပါလိမ့်ဘယ်တော့ပြောဖို့စိတ်ကူးရှိရောကြောင်ပြေးပြီးလို့ပြန်ဖို့လို့ပြောမှာစာရောရပြီလားရည်ကြိုက်တာထားခြင်းလားရပါရဲ့တဲ့ဥစ္စာရရှိသေးရဲ့စာရမှရည်စားထားလို့ရမှာလေစာများမနဲ့ရည်စားထားလို့မမရမိုက်ခင်လုံးဝေကမင်းစာရမှပြင်မင်းပြန်ကြိုက်မှာပေါ့မင်းမျက်ရည်လည်းကြာပြီစာရည်လည်းမရဘူးဆိုမင်းမိုက်ခင်လုံးကဘယ်လိုမင်းပြန်ကြိုက်မှာအဖွင့်ပြောရင်ရောဘယ်လိုဖွင့်ပြောမှာအောင်မိုက်ခင်လုံးကမိုက်ခင်လုံးကိုချစ်တယ်လို့ဖွင့်ပြောရင်ဘယ်လိုဖွင့်ပြောမှာတော့လို့ကြည်ရိုင်းမယ်ကိုပြောမှာအဲ့လေဒီတိုင်းဘယ်လိုအစမ်းပြောကြည့်ပါဦးဟေးပြောကြည့်ပါဦးဘယ်လိုပြောမှာမိုက်ခင်လုံးကိုဒီတိုင်းပြောအာရေဝေရောတော့ငါတော့တာတာတိုင်းနေအားလုံးပြောမှာ